္ဂလာပါ မင်္ဂလာပါ ဟုတ်ကဲ့ ဒီမှာရောက်နေလေဗျ အခုတို့ဒီဒါမျိုးဘောမြဝတီမျိုးအထွက်မြဝတီမျိုးဟိုဘက်ကဆိုအဝင်ပေါ့မြေနီကုန်းရောက်နေတာပေါ့နော်ဒါမြေနီကုန်းအကျော်ပေါ့နော်အဲဒီမှာရောက်ရှိနေတာပေါ့ပြီးခဲ့တဲ့ရက်ပိုင်းရပါပေါ့နော်ဟိုအာရှပလာရှိတဲ့ပွဲ အာရှပလာရှိတဲ့ပွဲအောင်သွားတယ်ပေါ့နော်ယူဆက်ကွန်ဟိုတို့ယူဆက်ကွန်အတင်းရတို့ဒီမှာဒါဆိုရင်ဒါအထက3ပေါ့နော်အထက3ចောင်းသားလေးပေါ့အထကခွဲ3ကចောင်းသားလေးမောင်လင်းအောင်ပေါ့မောင်လင်းအောင်ကတို့မြဝတီမျိုးပါပေါ့ဒီအရှာပလာချစ်စပွဲအောင်သွားတဲ့ယူဆက်ကွန်တဲမှာမောင်လင်းအောင်ဆိုတာပါတယ် လင်းအောင် အဲ့ဒီလင်းအောင်ကအခုတို့ဒီအထကကွဲ3ကចောင်းသားလေးဖြစ်တဲ့အတွက်ဒီအထက3ចောင်းကဒါចောင်းသားတွေဆရာဆရာမတွေကနေဒါကြိုးတာပေါ့နော်သူတို့ကဟိုဒီပြီးရတဲ့ပွဲတွေတို့လည်းကြည့်ကြရတာပေါ့နော်အဲ့ဒီမှာသူတို့ရဲ့ပြိုင်ပွဲတွေဖြစ်တဲ့အသင်း9သင်းပေါ့မြန်မာယူဆက်ကွန်အသင်းပါပဲအဲ့မှာနီဘောသူ4-0ပေါ့နော်4-0နဲ့သူနိုင်ခဲ့တယ်နောက်တစ်ခါအိုမန်2-0နိုင်ခဲ့တယ်နောက်အာဖဂန်နစ္စတန်ကိုသူက3-1နဲ့နိုင်ခဲ့တယ်နောက်ဆုံးဆီးရီးယားကို2-2နဲ့တည်ကြပြီးတော့မှအာရှဖလားချစ်စပွဲအောင်ခဲ့တယ်အဲ့ဒီအောင်ခဲ့တဲ့ယူဆက်ကိုအသင်းကပြောရရင်တော့တကယ်ကိုမြန်မာအတွက်ကတော့ဂုဏ်ယူစရာပေါ့နော်အခုအဲ့ဒီအသင်းမှာပါတဲ့တို့မြဝတီမျိုးကအထောက်အကူပဲတုံးကကျောင်းသားလေးမောင်လင်းအောင်ကိုအခုဓာတ်ချူနေတာဖြစ်ပါတယ်ဗျာဟုတ်ပါတယ်နော် မန